မင်္ဂလာပါရှမိတ်ဆွေတို့ရေအာနာရှိတဲ့လူတွေလောဘစိတ်ဝင်လာရင်မကောင်းဆိုးဝါးဖြစ်သွားတဲ့တာကိုလက်ခံပါသလားလောဘစိတ်ဟာကောင်းမြတ်တဲ့ဘုရင်တစ်ပါးကိုရစ်စစ်ရုံမှလည်းအာနာရှင်ကြီးအဖြစ်ပြောင်းလဲသွားစေပါလေတစ်ဖက်မှာလေနတ်ဖျားတွေရဲ့လက်နက်ကိုကိုင်ဆောင်ခွင့်ရတဲ့လူသားတအုပ်ပေါ်ထွက်လာပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့အာနာရှင်အလုံးကိုကဘာမြေကြီးပေါ်ကနေအပြေးတိုင်းတုတ်တင်ရှင်းလင်းဖို့ပါပဲဒီဇလန်လေးဟာဘလောက်ထိစိတ်ဝင်စားစရာကောင်းမလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်နော်ဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဇလန်လေးကိုတော့ပရာတုရာမာလို့နာမည်ပေးထားပါတယ်တခါတော့ကအလွန်သားရလှပတဲ့တိုင်းပြည်တစ်ခုရှိပါတယ်အဲ့ဒီတိုင်းပြည်ကိုဘရာဇာလို့ခေါ်တဲ့ဘုရင်တစ်ပါးကအုပ်ချုပ်ပါတယ်သူ့မှာတက်တော်ဝါဒီလို့အမည်ရတဲ့ရှောမောလှပတဲ့သမီးတော်တစ်ပါးရှိပါတယ်တက်တော်ဝါဒီအရွယ်ရောက်လာတဲ့အခါမှာတော့ရှီရီလို့ခေါ်တဲ့ရသေးကြီးတစ်ပါးဟာတက်တော်ဝါဒီကိုဇနီးမယားအဖြစ်တောင်းရမ်းมาတော့တယ်ဒါပေမဲ့လို့ဘုရင်ကြီးကသူ့ရဲ့သမီးတော်ကိုမပေးချင်ပါဘူးအဲ့ဒါနဲ့ပဲသူဟာသမီးတော်ကိုလက်ထပ်ရှင်ရင်မြင်းမြူတစ်ထောင်နဲ့တင်တောင်းရမယ်လို့မဖြစ်နိုင်တဲ့တောင်းဆိုချက်ကိုတောင်းဆိုခဲ့ပါတယ်ရသေးကြီးကဘုရင်ကြီးရဲ့တောင်းဆိုချက်ကြားချင်းမှာပဲရေနံဖျားကိုပူဇော်ပြီးမြင်းမြူတစ်ထောင်ရဖို့အတွက်ဆုတောင်းပါတယ်ရသေးကြီးရဲ့သီလနဲ့တမာတိကိုယုံကြည်တဲ့ရေနံဖျားဟာရသေးကြီးဆုတောင်းခဲ့တဲ့အတိုင်းပဲမြင်းမြူတစ်ထောင်ကိုပေးခဲ့ပါတယ်ဒီလိုနဲ့ရသေးကြီးဟာတတဝါဒီကိုဇနီးမယားအဖြစ်ရရှိခဲ့ပါတယ်သူတို့နှစ်ယောက်ဟာတောထဲမှာပဲအေးချမ်းစွာနေခဲ့ကြပါတယ်အချိန်တွေကြာလာတဲ့အမျှသူတို့နှစ်ဦးလုံးဟာသားသမီးလိုချင်လာတဲ့အခါမှာတော့သားသမီးရရှိဖို့အတွက်ရှီရီဟာနတ်ဆန်မြုပ်ကိုရှစ်ပြုတ်ပါတယ်တတဝါဒီဟာသူမရဲ့မိခင်အတွက်ပါရှစ်ပေးဖို့တောင်းဆိုတော့ရသေးကြီးဟာနတ်ဆန်မြုပ်နှစ်ပကံကိုရှစ်ပါတယ်ပထမပကံကိုတော့တတဝါဒီအားပေးပြီးမွေးလာမဲ့ကလေးကိုပုံနာတူဖြစ်လာစေဖို့ဆုတောင်းပါတယ်ဒုတိယပကံကတော့တတဝါဒီရဲ့မိခင်အတွက်ပဲဖြစ်ပါတယ်မွေးလာမဲ့ကလေးဟာစွမ်းအားကြီးမားပြီးအာနာရှိတဲ့မင်းသားတူဖြစ်လာစေဖို့ဆုတောင်းပါတယ်ရှီရီယာပကံနှလုံးကိုမမယွန်းစေဖို့အကြိမ်ကြိမ်တတိပေးပါတယ်အဲ့ဒီနောက်မှာတော့ရှီရီဟာတောထဲမှာပဲတရားအထုတ်နေပါတယ်တတဝါဒီဟာနတ်ဆန်မြုပ်နှစ်ပကံကိုယူပြီးမြို့တော်ကိုပြန်သွားပါတယ်နတ်ဆန်မြုပ်ကိုသူမရဲ့မိခင်ကိုပေးပြီးဆုတောင်းတွေကိုပြောပြပါတယ်အဲ့ဒီအခါမှာတော့သူမရဲ့မိခင်ဟာငါသမီးရဲ့သားကပုံနာဖြစ်ရမှာလားမဖြစ်သင့်ဘူးငါအတွက်ပုံနာသားလေးတစ်ယောက်လိုအပ်နေတယ်ဆိုပြီးပကံတစ်ခုကိုလဲလှယ်စားသုံးဖို့တောင်းဆိုလိုက်ပါတော့တယ်သူမကဘာလို့အဲ့လိုတောင်းဆိုတယ်လဲဆိုရင်တတဝါရီရဲ့သားဦးဟာမင်းမျိုးမင်းနွယ်ဖြစ်ပါလေရဲ့ပုံနာဖြစ်လာမည်ကိုမလိုလားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်သမီးလိမ္မာလေးဖြစ်တဲ့တတဝါရီဟာမိခင်ရဲ့ဆန္ဒကိုလိုက်ရောပြီးပကံတစ်ခုလုံးကိုလဲလှယ်စားသုံးလိုက်ပါတယ်တတဝါဒီဟာရှီရီစီပြန်ရောက်တဲ့အခါမှာတော့ပကံလဲလှယ်စားခဲ့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်ရှီရီဟာသူ့စကားကိုနားမထောင်တဲ့အတွက်အလွန်ဒေါသထွက်သွားပါတော့တယ်တတဝါဒီလည်းသူမရဲ့အမားကိုတီးပြီးရှီရီကိုတောင်းပန်ခဲ့ပါတယ်မယားချောချောလေးကိုကြာကြာစိတ်မဆိုးနိုင်တဲ့ရှီရီဟာတတဝါဒီကိုခွင့်လွှတ်လိုက်ပေမဲ့သူ့သားကိုပုံနာဖြစ်စေခြင်းနဲ့ဆန္ဒကတော့ထက်သန်နေသေးပါပဲဒါကြောင့်လဲသူကနတ်ဆန်ပြုတ်တပကံထက်ရှစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့သူကိုယ်တိုင်ပဲတတဝါဒီကိုဂယုတစိုက်ကျွေးပါတယ်နောက်ဆုံးမှာတော့သူတို့မျှော်လင့်တဲ့အတိုင်းပါပဲတတဝါဒီဟာကိုဝင်ရပြီးသားယောက်ျားလေးတူမွေးဖွားလာပါတယ်မွေးဖွားလာတဲ့သားလေးကိုဂျန်နီလို့အမည်ပေးခဲ့ကြပါတယ်ဂျန်နီကမိဘတွေမျှော်လင့်တဲ့အတိုင်းပါပဲမြင့်မြတ်ပြီးစိတ်ကောင်းရှိတဲ့ပုံနာတူအဖြစ်ကြီးပြင်းလာပါတယ်ဂျန်နီအရွယ်ရောက်လာတဲ့အခါမှာတော့ရေနုကာလို့ခေါ်တဲ့ဘုရင်သမီးတော်တူကိုတောင်းရန်လက်ထပ်ခဲ့ပါတယ်ဂျန်နီနဲ့ရေနုကာတို့ဟာသားယောက်ျားလေး9ဦးကိုမွေးဖွားခဲ့ပါတယ်သူတို့ရဲ့သားတွေထဲမှာအငယ်ဆုံးသားလေးဟာအထူးခြားဆုံးပါပဲသူ့နာမည်ကတော့ယာမလို့ခေါ်ပါတယ်ယာမဟာအနာဂတ်မှာကဘာကိုဒုက္ခပေးမဲ့မကောင်းဆိုးဝါးတွေကိုနှိမ်နင်းမှုအတွက်ဗေဒနိုဖီယာဝင်စားခဲ့တာပဲဖြစ်ပါတယ်အကိုလေးထက်စွန့်ရည်ထမြက်သလိုတီဝနတ်ဖျားရဲ့အနက်သက်ဆုံးတပည့်တော်ဖြစ်တာကြောင့်မိဘနှစ်ပါးရဲ့ရှိကျူးခြင်းကိုအမြဲခံရသူပဲဖြစ်ပါတယ်တီဝနတ်ဖျားဟာယာမကိုအလွန်ရှင်းမြန်လို့တာကြောင့်အချိန်မရွေဖူးမြော်ဝင်ပြုခဲ့သလိုစိန်ပစိန်တစ်ခုကိုလည်းစိတ်ဆွမ်းအားလက်နဲ့အဖြစ်ရှင်းမြင့်ခဲ့ပါလေအဲ့ဒီပစိန်ကိုကိုင်းဆောင်ခွင့်ရတဲ့အတွက်ယာမဟာ
ပရာတုယာမပစိန်ကိုင်ဆောင်နိုင်သောယာမလို့အမည်တစ်မျိုးထည့်ရလာပါလေဒီလိုနဲ့ပရာတုယာမကြီးပြင်းလာတဲ့အချိန်မှာပဲကဘာကြီးကိုဒုက္ခပေးနေတဲ့ရစ်စစ်ကျန်းကျုပ်တဲ့ဘရင်တစ်ပါးပေါ်ထွက်လာပါတယ်သူကတော့မဟိတဒီပူရမျိုးကိုအုပ်ချုပ်တဲ့အရုဏဘရင်ဖြစ်ပြီးတထာဝရိယဟူသောဘွဲအမည်ရထားသူပဲဖြစ်ပါတယ်အရုဏငယ်စဉ်အရွယ်ကလက်တက်ဖိုင်ရသေးကြီးစီမှာပညာသင်ယူခဲ့ပြီးစုတောင်းပြည့်စေနိုင်တဲ့ကျေးဇူး9ပါးကိုရရှိခဲ့သူပါအဲ့ဒီစုတောင်း9ပါးကတော့1ခွန်အားပြည့်ဝတဲ့လက်တထောင်ရှိခြင်း2စိတ်တန်းကြပြန်တန်းနိုင်တဲ့ရွှေရထားတော်ရရှိခြင်း3မတရားသူတိုင်းကိုတရားမျှတမှုနဲ့နှိမ်နင်းနိုင်တဲ့အာဏာရှိခြင်း4လောက3ပါးမှာကြောကြားအောင်မြင်ခြင်း5ဘရင်တစ်ပါးအနေနဲ့လိုအပ်တဲ့ပညာရပ်အားလုံးတက်မြောက်ခြင်း6ရန်သူအားလုံးကိုဘယ်သောအခါမှမရှုံးနိုင်ပဲအနိုင်တိုက်နိုင်ခြင်း9အသက်သေးဆုံးရတဲ့အခါဂုဏ်သိက္ခာရှိသူရဲ့လက်နဲ့သာဆုံးပါရခြင်းနဲ့လောက3ပါးမှာကြောကြားမှုရရှိခြင်းတို့ပဲဖြစ်ပါတယ်အရုဏရဲ့စစ်ရေးကျွမ်းကျင်မှုနဲ့စူတောင်းတွေပေါင်းဆက်လိုက်တဲ့အခါမှာတော့သူဟာစပွဲတိုင်းကိုအောင်နိုင်ခဲ့ပါလေမြို့တိုင်းမှာသူ့ရဲ့အောင်မြင်ခြင်းသတင်းတွေသိမ်းပြန်လာပါလေလင်္ကာဒေသကိုအုပ်ချုပ်တဲ့ယာဝနာဟာအဲ့ဒီသတင်းကိုကြားသိတဲ့အခါမှာတော့အရုဏနဲ့ရှင်ပြိုင်လို့တဲ့ဆန္ဒဖြစ်ပေါ်လာပါလေယာဝနာဟာသူ့တိုင်းပြည်ကစစ်တပ်ကိုစုဆောင်းပြီးမဟိတဒီပူရမျိုးကိုတိုက်ခိုက်ရန်သွားခဲ့ပါလေဒါပေမဲ့အဲ့ဒီအချိန်မှာအရုဏဟာမြို့တော်မှာရှိမနေပါဘူးသူဟာတောထဲမှာမိမ့်မလာများစွာနဲ့တာယာနေပါလေယာဝနာဟာသူ့ရဲ့မြို့တော်ကိုပြန်ဖို့မစင်စားပဲအရုဏရှိတဲ့တောထဲကိုလိုက်သွားပါလေအရုဏရဲ့စစ်တပ်အနာရောက်တဲ့အခါမှာတော့ယာဝနာနဲ့သူ့ရဲ့စစ်တပ်ဟာစက်ပွဲမှာအောင်မြင်မှုရရှိရန်အတွက်နတ်ဖျားကိုပူဇော်ပွဲလုပ်ခဲ့ပါလေအရုဏဟာမိမပြိုများစွာနဲ့ရေကစားနေပါလေသူ့ရဲ့လက်တထောင်ဟာရေလမ်းကြောင်းကိုပိတ်ထားပါလေသူဟာရေကစားပြီးလို့ကမ်းပေါ်တက်လာတဲ့အခါမှာတော့ရေကာတာကျိုးပဲ့သလိုမျိုးရေစီးကျန်းတဲ့အတွက်ကြောင့်ယာဝနာရဲ့ပူဇော်ပွဲဟာပျက်စီးသွားပါလေယာဝနာဟာအလွန်ဒေါသထွက်သွားပြီးအရုဏရှိမဲ့နေရာကိုသွားခဲ့ပါလေသူဟာအရုဏရဲ့စစ်တပ်ကိုစတင်တိုက်ခိုက်ပါလေရေကစားပြီးစအရုဏဟာသူ့ရဲ့စစ်သည်တွေကိုပြင်ဆင်ဖို့အချိန်မရှိပါဘူးသူဟာလွတ်မြောက်ဖို့အတွက်ရေစည်းနဲ့မျောပါပြီးသူ့ရဲ့ရွှေရတနာတော်လက်နက်ကိုယူပါလေလက်နက်ရသွားတဲ့အခါမှာတော့အရုဏဟာယာဝနာရဲ့စစ်တပ်ကိုဖျက်ဆီးပါတော့တယ်ပြင်းထန်တဲ့တိုက်ပွဲရဲ့အဆုံးသက်ကတော့အရုဏဟာယာဝနာနဲ့သူ့ရဲ့စစ်တပ်တစ်ခုလုံးကိုအောင်နိုင်ခဲ့ပါလေအရုဏဟာယာဝနာရဲ့ခန္ဓာကိုယ်ကိုကျိုးနဲ့ရှိပြီးမြို့တော်ကိုရတနာလဲနဲ့ဆွဲခဲ့ပါလေပြီးတဲ့အခါမှာတော့ရေမြေမှာကျိုးနဲ့တုပ်ပြီးရစ်အတော်ကြာထားခဲ့ပါလေယာဝနာရဲ့ဂုဏ်သိက္ခာအားလုံးမြောင်းနဲ့ရောက်သွားပါတော့တယ်အဲ့ဒီသတင်းကိုယာဝနာရဲ့ဇေယျနေရှိကြားတဲ့အခါမှာတော့တပည့်ဖြစ်သူယာဝနာအတွက်နေရှိဟာအရုဏထံကိုယ်တိုင်သွားရောက်တောင်းပန်ပါလေနေရှိရဲ့တောင်းပန်မှုကြောင့်ယာဝနာဟာလွတ်မြောက်ခဲ့ပါလေယာဝနာဟာသူ့ရဲ့မိုင်းမဲခြင်းကိုအရုဏထံတောင်းပန်ပါလေအရုဏဟာယာဝနာရဲ့တတ္တိကိုသဘောကျတဲ့အတွက်ကြောင့်အဲ့ဒီအချိန်ကစပြီးယာဝနာကိုညီအကိုလိုသဘောထားခဲ့ပါလေယာဝနာကိုအောင်နိုင်ခဲ့တဲ့အရုဏရဲ့ဂုဏ်သတင်းဟာပိုပြီးကြော်ကြားလာခဲ့ပါလေပြဿနာတစ်ခုခုပေါ်လာခဲ့ရင်အရုဏဖြေရှင်းနိုင်မယ်လို့ပြည်သူလူထုအားလုံးကယုံကြည်ကြပါလေဂုဏ်သတင်းကြော်ကြားလာတာနဲ့အမျှအရုဏဟာမောက်မာလာပါတော့တယ်ပုံနာမျိုးနွယ်တွေကိုအထင်သေးလာပါတော့တယ်သူတို့ကိုနှိမ်နှင်းပြီးအုပ်ဆိုးကျင်လာပါတယ်ကောင်းမွန်စွာနေထိုင်တဲ့ပုံနာတွေကိုတောင်းညှဉ်းပန်းနှိပ်စက်လာပါတော့တယ်တနေ့မှာတော့အရုဏနဲ့သူ့ရဲ့လက်အောက်ငယ်သားတွေဟာအမဲပြေရင်ဂျန်နီရဲ့ကျောင်းတော်မှာအနားယူကြပါလေအဲ့ဒီအချိန်မှာဂျန်နီယာကျောင်းမှာရှိမနေခဲ့ပါဘူးရေနုကတူဦးတဲ့ရှိနေပါလေအဲ့ဟိုဂျေပွန်စွာအခမ်းမို့အတွက်ရေနုကဟာသူမတို့စီမှာရှိတဲ့အထူးနွားထီးတစ်ကောင်စီကနေတကာရည်ပြားရည်အရှိုရည်စတာတွေကိုထုတ်ယူပြီးအရုဏတို့ကိုအခမ်းကျွေးမွေးပါလေအရုဏဟာထူးဆန်းတဲ့နွားထီးကိုမြင်တဲ့အခါမှာတော့လောဘစိတ်ဖြစ်ပေါ်လာပါတယ်သူဟာအဲ့ဒီနွားထီးကိုပိုင်ဆိုင်ခြင်းလာပါတယ်အရုဏဟာနွားထီးကိုသူ့ရဲ့ဘန္နာတော်များစွာနဲ့လဲလှယ်ဖို့ရေနုကာကိုပြောပေမဲ့ရေနုကာလက်မခံခဲ့ပါဘူးတောထဲမှာနေတဲ့သူမတို့မိသားစုအတွက်နွားထီးမရှိတော့ရင်စားရည်တော်ရည်ခက်ခဲမှစိုးရင်တဲ့အတွက်ညှင်းဆိုခဲ့ခြင်းဖြစ်ပါတယ်နွားထီးမရတဲ့အခါမှာတော့အရုဏဟာနွားထီးရဲ့သားကိုပေးပါလို့ထပ်တောင်းပါတယ်ရေနုကာဟာမိခင်နဲ့သားကိုခွဲခွာရမှစိုးရင်သားကြောင့်ထပ်ပြီးညှင်းဆိုပါလေလိုချင်တာကိုမရတဲ့အတွက်အ
ရုဏဟာအလုံးမဲ့ဒေါသထွက်သွားပါလေသူ့ရဲ့လက်အောက်ငယ်သားတွေကိုကျောင်းတော်ဘက်လဲကအပင်တွေကိုခုတ်လှဲဖြစ်စည်းခိုင်းပြီးပိုင်ရှင်ခွင့်ပြုခြင်းမရှိဘဲနွားထီးရဲ့သားကိုသိမ်းယူပြီးမြို့တော်စီပြန်လာခဲ့ပါလေရေနုကဒေါသထွက်ခဲ့ပေမဲ့တယောက်တည်းမှဘာမှမတတ်နိုင်ပါဘူးဝမ်းနေစွာနဲ့ပဲခင်မုန်းနဲ့သားတွေပြန်လာခြင်းကိုရှောက်နေရပါတယ်ဂျန်နီနဲ့သားတွေပြန်ရောက်လာတဲ့အခါမှာတော့ရေနုကဟာအဖြစ်အပျက်အားလုံးကိုပြောပြလိုက်ပါတယ်ပြီးတဲ့အခါမှာတော့နွားကလေးကိုမိခင်စီပြန်ပို့ပေးဖို့တောင်းဆိုပါတယ်ဒါပေမဲ့ဂျန်နီဟာစိတ်ရှည်ပြီးရံမွဲတွေကိုရှောင်တတ်တဲ့ပုံနာတဦးဖြစ်ပါတယ်ဒါကြောင့်လဲအရုဏရဲ့လောက်ရက်ကိုခွင့်လွှတ်လိုက်ဖို့ဇနီးဖြစ်သူကိုနှင်သိပ်ခဲ့ပါတယ်ရေနုကဟာခင်မုန်းစီကအကိုကြီးမရတဲ့အတွေ့ကြောင့်သားငယ်ပရာတုယာမကိုတောင်းဆိုခဲ့ပါတယ်မိခင်ရဲ့ဒုက္ခကိုမြင်တဲ့အခါမှာတော့ပရာတုယာမရဲ့စိတ်ထဲမှာအလွန်မဲ့ဒေါသထွက်သွားပါတယ်ဒါကြောင့်လဲသူ့ရဲ့စိန်ပစိန်နဲ့အတွင်းစိတ်လက်နက်တွေကိုယူဆောင်ပြီးအရုဏတို့ရဲ့နောက်ကိုရှစ်ရှင်းလိုက်သွားပါတယ်မကြခင်မှာပဲပရာတုယာမဟာအရုဏတို့ကိုမှီသွားပါတယ်သူဟာအရုဏရဲ့စက်တက်ရှိကရပ်ပြီးအရုဏကိုစိန်ခေါ်တိုက်ခိုက်ခဲ့ပါတယ်အရုဏဟာလည်းငယ်ရွယ်တဲ့လူတစ်ယောက်ကသူ့ကိုစိန်ခေါ်ခဲ့တဲ့အတွက်အလွန်ပဲဒေါသထွက်သွားပြီးတိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့လို့အရုဏဘာမှမလုပ်နိုင်ခင်မှာပဲပရာတုယာမရဲ့မြန်ဆန်လွန်းလာတဲ့မြားတွေဟာအရုဏရဲ့လက်တစ်ထောင်ထဲက998ချောင်းကိုရှင်းရှင်းဖြတ်တောက်ပစ်လိုက်ပါတယ်ဆက်လက်တိုက်ခိုက်နိုင်မှုအတွက်လက်နှစ်ဖက်သာချန်ထားခဲ့ပါတယ်ဒါပေမဲ့အရုဏဟာဆက်ပြီးမရှင်နိုင်ခဲ့ပါဘူးပရာတုယာမဟာသူ့ရဲ့စိန်ပစိန်ကိုလွှဲပစ်လိုက်တဲ့အခါမှာတော့အဲ့ဒီပစိန်ဟာအရုဏရဲ့လယ်ပင်ကိုဖျက်သွားပြီးအာနာရှင်ကြီးအရုဏဟာရှစ်ရှင်းမဲ့သိဆုံးသွားပါတော့တယ်ပရာတုယာမဟာမိခင်အတွက်လက်စားချေပြီးဆိုပေမဲ့ဒီဇလန်ဟာဒီမှာတင်ပြီးဆုံးသွားတာမဟုတ်ပါဘူးအရုဏရဲ့သားတွေဟာပရာတုယာမကိုအလွန်ဒေါသထွက်ပြီးသူတို့ရဲ့လက်စားချေမှုအဖြစ်ပရာတုယာမရဲ့မိဘတွေကိုမိရှို့တက်လိုက်ပါတယ်မိဘတွေသိဆုံးသွားတဲ့အတွက်ပရာတုယာမဟာအလွန်ပဲဒေါသထွက်သွားပြီးမင်းမျိုးမင်းနွယ်တွေအပေါ်အလွန်အမင်းမုန်းတိစိတ်ဖြစ်ပေါ်လာပါတယ်အဲ့ဒီအတွက်ကြောင့်ပဲသူဟာကဘာပေါ်ကမင်းမျိုးမင်းနွယ်ယောက်ျားတိုင်းကိုရှာဖွေပြီးတပ်ပစ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လောကီအရာတွေဆွန့်လွတ်ပြီးတကိုယ်တည်းနေထိုင်ကတရားအားထုတ်ပါတော့တယ်ဒီလိုနဲ့ပဲမင်းမျိုးမင်းနွယ်တွေဟာမိဖုရားတွေသမီးတွေသာကြံရက်ခဲ့ပါတော့တယ်ဘယ်မျိုးပြမှာမှအုပ်ချုပ်ဖို့ယောက်ျားသားတွေမရှိတော့ပါဘူးမင်းမျိုးမင်းနွယ်ပျောက်ကွယ်သွားမှစိုးရင်တဲ့ကြံရက်သူမိဖုရားတွေဟာပုံနာတွေစီသွားပြီးနီယောဂါလို့ခေါ်တဲ့ထုံးတန်းစင်လာကိုလှုပ်ဆောင်ကြပါတော့တယ်အဲ့ဒီထုံးတန်းစင်လာဟာတင့်တော်တဲ့ပုံနာတူကိုရွေးချယ်ပြီးကွယ်လွန်သွားတဲ့ခင်မောအတွက်သားဆက်ခံသူမွေးဖွားခွင့်ပေးရတာပဲဖြစ်ပါတယ်အဲ့ဒီလိုနည်းတွေနဲ့မင်းမျိုးမင်းနွယ်တွေကပျောက်ကွယ်မသွားပဲနောက်မျိုးဆက်တွေဟာဆက်လက်ရှင်သန်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီဇလန်လေးကတော့လောဘဒေါသမာနဆိုတဲ့စိတ်သုံးပါးရဲ့ဖြစ်စည်းမှုကြီးကိုပြသထားတာပါပဲအရုဏရဲ့လောဘကြောင့်ပြဿနာစားခဲ့တယ်လို့ပရာတုယာမရဲ့ဒေါသကြောင့်လက်စားချေမှုတန်တရားကြီးဖြစ်သွားရတာပါမင်းမျိုးမင်းနွယ်တွေရဲ့မာနကြောင့်လဲသူတို့ဟာပုံနာတွေကိုနှိပ်ချခဲ့ကြပါလေဒါကတော့ပရာတုယာမရဲ့စိတ်ဝင်စားဖွယ်ဒဏ္ဍာရီလေးပဲဖြစ်ပါတယ်နောက်ထပ်လေယခုလိုစိတ်ဝင်စားဖွယ်ဒဏ္ဍာရီဇလန်းတွေတင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လေးလုပ်ထားကြအောင်နော်ဘယ်လိုဇလန်းမျိုးကိုနားထောင်ခြင်းလဲဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်နောက်ဒဏ္ဍာရီလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်နားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်